အရာအားလုံးကအဆင်ပြေပြေလဲပတ်နေတယ်ဆိုပေမဲ့ပြဿနာတစ်ခုပေါ်လာပါတယ်။စပင်အလဲခွဲနဲ့နာဘူးတယောက်ကစေကန်းကိုခဏခဏလာပြီးမီယွန်းကိုနှောက်ယှက်နေလို့ပါ။မီယွန်းကလည်းသူ့တငယ်ချင်းရဲ့စေကန်းအစ်စ်လေးနမယ်ပြတ်မှာဆိုလို့သူမကဘသူ့ကိုမှဘာမှမပြောပြခဲ့ပါဘူး။ဒါပေမဲ့ဒီကောင်ကြီးလာတိုင်းသူမမှာတော့စိတ်အနှောက်ယှက်ဖြစ်နေရပါတယ်။ဒါတွေကိုလုံးဝမသိတဲ့ဟေချင်းတယောက်ကတော့အဲ့ဒီနေ့ညမှာပဲအဆိုတော်ဟောင်းကြီးရဲ့ကော်ဖီဆိုင်ကိုသွားပြီးသူ့ရဲ့သမီးကိုဓာတ်ပုံလေးတစ်ပုံပြလိုက်ပါတယ်။တကယ်တော့အဆိုတော်ဟောင်းကြီးရဲ့သမီးဖြစ်သူကကိုရီးယားလူငယ်အဆိုတော်အဖွဲ့တစ်ဖွဲ့ကိုကြိုက်တာဖြစ်ပြီးဟေချင်းကအဲ့ဒီတည်းကအဖွဲ့ဝင်တယောက်နဲ့တီချောင်းပြောပြပေမဲ့သူမကမယုံနာမို့လို့ဟေချင်းကသူနဲ့အတူဓာတ်ပုံရိုက်ထားတဲ့ပုံကိုလာပြီးပြတာပါအကြိုက်ချင်းသူသွားတဲ့မိန်းကလေးနှစ်ယောက်ကတော့သူတို့အိုပါရဲ့အကြောင်းကိုစပွဲတစ်ခုပေါ်မှာထိုင်ပြီးတညလုံးပြောကြရင်တငယ်ချင်းတွေဖြစ်သွားတာပေါ့ဗျာဒီနေ့ကတော့တာယာတဲ့နေလေးလို့ထင်ရတဲ့အောင်ရှိပါတယ်ဒူစစ်ရဲ့စူပါဟော်လီဒေးလေးလည်းဖြစ်ပြီးဆွဲစုံရကြော်ကြီးဆိုပြီးအလုံးစုံပတ်လုံနေတဲ့ဒူစစ်ဟာသူ့ရဲ့စူပါဟော်လီဒေးမှာတော့ဘယ်သူဘယ်ဝါပဲလာပြီးဘလောက်ပဲတောင်းပန်နေပါစေဘာလို့ကိုမှလက်ခံလေးမရှိပါဘူးသူလှုပ်တဲ့တခုသီးသောအရာကကမ်းခြေကိုသွားပြီးရေလိုင်းနေနဲ့မြူတူပြော့ပါရင်သူ့ရဲ့ဘုတ်ပြားလေးကိုကျွမ်းကျင်ပိုင်နိုင်စွာစီးတာဟိုပါပဲတစ်ချိန်တည်းမှာပဲမြို့နယ်အုပ်ချုပ်ရေးမှူးကမြို့ထဲမှာလမ်းလျှောက်နေရင်ရင်းနှီးခဲ့ဘူးတဲ့မြဝန်းတစ်စုံကိုသွားပြီးအမှတ်ရလိုက်ပါတယ်သူမကတော့ဒီမြို့နယ်အုပ်ချုပ်ရေးမှူးငယ်ငယ်လေးကလေးက crash ခဲ့ရတဲ့ကောင်မလေးဖြစ်ပြီးဒီမျိုးကိုဆရာမအနေနဲ့ပြန်ရောက်လာတာပါသူတို့နှစ်ယောက်ရက်ပြီးစကားပြောနေကြတော့နမ်စောကမြင်သွားပြီးဟွာချောင်းကိုပြစ်ပြောပါတော့တယ်အဲ့ဒီအချိန်မှာပဲနှဘူးကောင်ကမီယွန်းကိုသွားစစ်ဆေးနေရင်လက်နဲ့အသားယူနေပါတယ်ထိုအချိန်မှာပဲဖေချင်းရောက်လာပြီးပြဿနာတွေတက်ကြပါတယ်နှဘူးကတော့သူ့ကိုနှဘူးဆိုပြီးဆွဆွဲတယ်ဆိုပြီးတခိုးကလူပြန်ဟစ်ကရဲကိုဖုံးဆက်တိုင်လိုက်ပါတယ်ဒါတော့ဒီကောင်ကအကောင်ကြီးကြီးအမီးရှိရှိရဲ့သားဖြစ်နေလို့ပါထို့နောက်မှာပဲစကားတွေဆက်များကြရင်ဟေချင်းကနှဘူးကောင်ကိုပါတီပေးလိုက်ပါတယ်နှဘူးကောင်ကပြန်လို့ဖို့ရွယ်နေတော့မှပဲဒူးစစ်ကအပြေးရောက်လာပြီး flying kick ဝင်ကျွေးလိုက်ပါတော့တယ် flying kick လေးသာဆိုရင်တော့ပြုံးနေမိမှဆိုပေမဲ့ flying kick ကြီးကြတော့နှဘူးကောင်နဲ့ချက်ချင်းမောက်သွားပါတယ်ရဲတွေရောက်လာတဲ့အချိန်မှာတော့နှဘူးကောင်ပြင်နောက်တစ်ယောက်မောက်နေတာကတော့ဒူးစစ်ပါကဲတော့ဟေချင်းတို့ပြဿနာတက်နေတဲ့အချိန်မှာအဖွားဂယ်ရီကစေကန်းကိုရောက်လာကမြင်သွားခဲ့တာဖြစ်ပြီးဒူးစစ်ကိုဖုံးဆက်တိုင်လိုက်တာကြောင့်စူပါဟော်လီဒေးတွေမှာဘာအလုံးမတော့မလုံနိုင်တဲ့ဒူးစစ်ဟာကန်းကြီးကနေဟေချင်းစီကိုခြေထောက်နဲ့မြေကြီးနဲ့တော့မထိတော့ပဲညံစုံနီးနဲ့ပကံလုံးစီးခဲ့တာဖြစ်ပါတယ်နှဘူးကောင်ကတော့ဒူးစစ်ရဲ့ flying kick ကြောင့်စစ်ရုံတင်လိုက်ရပြီးဟေချင်းနဲ့ဒူးစစ်ကတော့ကိုထီးလက်ရောက်လုံးမှုနဲ့အချုပ်ခန်းထဲမှာနေရပါတယ်ဟေချင်းအတွက်တော့အချုပ်ခန်းထဲကိုပထမဦးဆုံးရောက်ဖူးတာဆိုပေမဲ့ဒူးစစ်တော့ကတော့ကိုယ့်အိမ်ကိုယ့်ရလိုပါပဲရဲတွေရောက်လာတဲ့အခါမှာတော့ဒူးစစ်ကအင်ကြီးတွေဘာတွေတောင်လဲပြီးကော်ဖီတွေတောင်တောက်နေပါသေးတယ်ရဲအရာရှိလေးကလည်းဟေချင်းကိုအချုပ်ခန်းထဲကထွက်ဖို့ပြောပေမဲ့ဟေချင်းကတော့မတရားမှုအတွက်စံထားပြတယ်ဆိုပြီးအချုပ်ခန်းထဲမှာပေတေပြီးထိုင်နေပါတယ်ဒါပေမဲ့လည်းသူတို့မှာကတတ်တဲ့အထောက်ထားမရှိတာကြောင့်သူတို့ကပဲကိုထီးလက်ရောက်အမှုနဲ့အပြစ်ဖြစ်နေပါတယ်ကျူးလွန်သူကနစ်နာသူလိုဟန်ဆောင်တဲ့အခါဘလို့ခံစားရလဲဆိုတာကိုရောင်းရင်တို့ကိုယ်တိုင်လည်းအတိပဲမို့ကျွန်တော်မပြောပြတော့ပါဘူးမီယွန်းကလည်းဟေချင်းကိုအချုပ်အခန်းထဲမှာလာတွေ့ပြီးနှစ်ယောက်သားဖတ်ငိုလိုက်ကြပါတယ်အဲ့ဒီအချိန်မှာပဲရောက်လာတာကတော့ဂယ်ရီပဲဖြစ်ပါတယ်ဂယ်ရီကနှဘူးကောင်ရဲ့ဖုန်းကိုဟေချင်းတို့ဆိုင်ထဲကကောက်ရတာမို့ရဲစခန်းကိုလာပေးတာပါဖုန်းထဲမှာလည်းတက်တဲ့အထောက်အထားအခိုင်လွန်ရှိတာမို့ဒီတကောင်သားကဖမ်းခံလိုက်ရပါတော့တယ်နောက်တစ်နေ့မှာတော့မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကိုဖောင်လာဖြည့်ရင်ဆရာမလေးနဲ့အုပ်ချုပ်ရေးမှူးစကားပြောနေတဲ့အချိန်မှာဟွာချောင်းကရောက်ချလာပါတယ်တကယ်တော့ဟွာချောင်းကိုနမ်စောကသွားခေါ်လာတာဖြစ်ပြီးဘလို့ပဲကွာရှင်းထားတဲ့ဆိုစေကမူဟွာချောင်းရဲ့မျက်နှာပေါ်မှာတော့တဝင်းတုံမှုနဲ့ဝမ်းနေမှုတွေကအတိုင်းသားပေါ်လွင်နေပါတယ်ဆရာမလေးကဟွာချောင်းကိုနှုတ်ဆက်လိုက်တဲ့အခါမှာတော့သူတို့သုံးဦးသားလုံးဟာငငယ်တုန်းကငယ်တငယ်ချင်းတွေဆိုတာသိလိုက်ရပါတယ်ဈေးဝယ်နေတဲ့မီယွန်းရဲ့နောက်ကိုလည်းရဲရရှိလေးကလိုက်သွားပြီးဖြစ်ခဲ့တဲ့ပြဿနာဟာသူမအမားမဟုတ်တာမျိုးရှက်စရာမလိုကြောင်းနဲ့ကိစ္စတစ်ခုခုဖြစ်ခဲ့ရင်သူ့ကိုဆက်သွယ်ဖို့ဖုန်းနံပါတ်ကိုပေးခဲ့ပါတယ်ဟေချင်းကလည်းသူမကိုကူညီခဲ့လို့ဒူးစစ်ကိုကျေးဇူးတင်တဲ့အနေနဲ့တမိုးကြီးဝိုင်တစ်ခုကိုလက်ဆောင်လာပေးပါတယ်ဒါပေမဲ့ဝိုင်ကြိုက်တဲ့သူဖြစ်ပြီးဝိုင်တန်မှုကလည်းအရန်ကြီးနေတော့ပေးရမလားဆိုပြီးဝေခွေးမရက်ဖြစ်နေတော့မှပဲဒူးစစ်ကပေါ်လာခဲ့ပါတယ်အဲ့ဒါနဲ့ပဲဒူးစစ်ကဟေချင်းကိုဝိုင်တူတူတောက်ပူဖိတ်ခေါ်လိုက်ပြီးဝိုင်ကြိုက်တဲ့ဟေချင်းကလည်းနှစ်ခါခေါ်စရာမလိုပါဘူးဒူးစစ်ကဝိုင်နဲ့တောက်ဖို့အမီးလေးတွေလုံနေတော့ဟေချင်းကတော့ဒူးစစ်ရဲ့အိမ်ကိုရှောက်ကြည့်နေပါတယ်လူပြိုကြီးတစ်ယောက်ရဲ့အိမ်ကဒီလောက်တန်ရှင်းတက်ရက်ပြီးခန်းနာနေတာမို့ဟေချင်းကအံ့ဩသွားခဲ့ရပါတယ်ဒူးစစ်နဲ့အဖိုးရိုက်ထားတဲ့ပုံလေးကိုမြင်တော့မိဘတွေအကြောင်းကိုမေးတဲ့အခါမှာတော့ဒူးစစ်ဟာငငယ်လေးကလေးကမိဘတွေမရှိဘဲကြီးပြင်းလာရသူဖြစ်ပြီးအဖိုးဖြစ်သူကလည်းအလေတန်းကလေးကဆုံးမသွားတာကိုသိလိုက်ရပါတယ်ဟေချင်းရဲ့ရင်ထဲမှာတော့ဒူးစစ်ရဲ့အထီးကျန်မှုကိုချင်းစာနာမိသွားတာပေါ့ဗျာဝိုင်တောက်ကြတဲ့အခါမှာလဲဟေချင်းကဒူးစစ်ကိုဝိုင်နေအကြောင်းကိုဆရာကြီးထားနဲ့ရှင်းပြနေပေမဲ့ဒူးစစ်ကသူမထပ်ပို့ပြီးသိနေတာမို့အဆက်ကွဲသွားခဲ့ရပါတယ်စကားလေးတွေပြောနေကြရင်
ဟေချင်းကဒူစစ်ကိုဘာဖြစ်လို့ရဲစခန်းကလူတွေနဲ့ဒီလောက်ရင်းနှီးနေရတာလဲခဏခဏပြဿနာတက်ပြီးအချုပ်ကျဖို့လားလို့မေးတဲ့အခါမှာတော့ဒူစစ်ကသူဟာပတ်စံအိတ်လူပြေးတဲ့တခိုးကိုဖမ်းပေးရင်းနဲ့တခါမူးနေတဲ့အရက်သမားကြီးကိုယထာလာနေတဲ့တန်လန်းပေါ်ကနေအသက်ဆွန့်ပြီးကေတင်လိုက်တဲ့တခါအဲ့ဒီနှစ်ခါကြောင့်သူဟာလူထုသူရဲကောင်းစုနှစ်ချိန်တိတိရဘူးခဲ့တာဖြစ်ပြီးရလာတဲ့ပတ်စံမှန်သမျှကိုလည်းဘိုးဘွားရိတ်တာကိုလှူလိုက်တဲ့အကြောင်းဟေချင်းသိလိုက်ရတဲ့အခါမှာတော့အနှဲငယ်အံ့ဩသွားခဲ့ရပါတယ်ဒီလိုနဲ့ဝိုင်ကုံသွားတဲ့အခါမှာတော့နှစ်ယောက်သားဝီစကီထပ်ပြီးကစ်ကြရင်တဖြည်းဖြည်းမူးလာပါတော့တယ်မူးလာတဲ့အခါပြောရတဲ့စကားဝိုင်းဟာဘလောက်ထိနည်းနည်းလဲဆိုတာပတ်ဝန်းကျင်ကအရက်သမားဆိုပြီးအကျဉ်းနာကင်းမဲစွာနဲ့မညာမတနာမည်တက်ခံရတဲ့ကျွန်တော်တို့လိုရမက်ကလူလင်လေးတွေပဲသိပါတယ်မူးနေတဲ့ဒူစစ်ကလည်းဟေချင်းကိုဒီမျိုးလေးကိုဘာလို့လာခဲ့ရလဲလို့မေးလိုက်တဲ့အခါမှာဟေချင်းဟာဒူစစ်နဲ့သူမစတွေ့တဲ့နေ့ဟာသူမအမေရဲ့မွေးနေ့ဖြစ်ပြီးတကယ်လို့သူမအမေသာအသက်ရှိနေသေးရင်အသက်60နှစ်ပြည့်မွေးနေ့ဖြစ်မှာပါလူတွေဟာသေဆုံးသွားတာနဲ့မွေးနေ့ဆိုတာမရှိတော့ဘဲနှစ်ပတ်လည်နေ့သာရှိတော့တာဖြစ်ကြောင်းပြောနေရင်သူမအမေသာအသက်ရှိနေခဲ့သေးရင်သူမအမေနဲ့ပြောစရာတွေဘလို့လှုပ်ချင်ကြောင်းပြောနေရင်အမေကိုလွမ်းတဲ့စိတ်နဲ့သူမရဲ့မျက်နှာလေးဟာညှိုးငယ်လာပါတော့တယ်စကားပြောနေရင်ကတတိပြန်ဝင်လာတဲ့ဟေချင်းဟာသူမကိုသူမဖျားချင်နေတာမို့မျက်နှာတွေနီနေပြီလားလို့ဒူစစ်ကိုမေးလိုက်တဲ့အခါဒူစစ်ဟာဟေချင်းရဲ့ပါးလေးနှစ်ဖက်ကိုသူ့ရဲ့လက်နှစ်ဖက်နဲ့အသာအရာလေးကင်လိုက်ပါတော့တယ်ဟေချင်းကလည်းအံ့ဩသွားခဲ့ရပြီးနှစ်ယောက်သားတယောက်မျက်လုံးတွေကိုတယောက်စိုက်ကြည့်ရင်ကိုယ့်ရင်ထဲကနှလုံးသားပုပ်စာတွေကိုတစ်ဖက်လူရဲ့မျက်လုံးထဲမှာအဖြေရှာနေကြပါတော့တယ်အဲ့ဒီနေ့ညမှာပဲအဆိုတော်ဟောင်းကြီးရဲ့စားတောက်ဆိုင်ကိုလူနှစ်ယောက်ကထမင်းလာစားပါတယ်အဆိုတော်ဟောင်းကြီးရဲ့သမီးဖြစ်သူယူရီကဖင်းပွဲတွေလာချပေးနေရင်အုတ်ထုတ်ဆောင်းထားတဲ့လူဟာသူမအရန်ကြိုက်တဲ့အိုင်တော်တယောက်မြန်ဖြစ်နေမလားဆိုပြီးတွေးလိုက်မိပါတယ်ဒါပေမဲ့လည်းလုံးဝမဖြစ်နိုင်ဘူးဆိုပြီးအဲ့ဒီလူကိုသူ့ရဲ့အိုပါနဲ့မတူတူအောင်လှုပ်ထားတဲ့ဆိုပြီးတောင်အကြတကြားလေးဝေပင်လိုက်ပါသေးတယ်အမှန်တကယ်တော့အဲ့ဒီလူဟာသူ့အရန်ကြိုက်တဲ့သူ့ရဲ့အိုပါဖြစ်နေခဲ့တာပါမနက်လင်းလို့မျက်လုံးနှလုံးဖွင့်တဲ့အခါဟေချင်းဟာဒူစစ်ရဲ့အိမ်ထဲမှာပဲရှိနေသေးတာဖြစ်ပြီးဒူစစ်နဲ့တကယ်နဲ့တူအိတ်နေတာကိုတွေးလိုက်ရတော့သူမအရန်ကိုလန့်ဖြန့်သွားခဲ့ပါတယ်အဲ့ဒါနဲ့ပဲသူမရဲ့အိတ်ကိုအမြန်ယူပြီးပတ်ဝန်းကျင်အခြေအနေကိုတစ်ချက်ရှိုးကရှက်ကိုရှက်ကန်းနဲ့မြန်မြန်ဆန်ဆန်ထွက်လာခဲ့ပါတော့တယ်ကံကောင်းစွာနဲ့လူတစ်ယောက်ပဲတွေးလိုက်ပေမဲ့ကန်ဆိုးစွာနဲ့ပဲတွေ့တဲ့လူကနမ်ဆော့ဖြစ်နေတာပါခွင်းနဲ့ကောင်ကရင်တောင်မှတမျိုးလုံးသိအောင်လိုက်ပြောတတ်တဲ့နမ်ဆော့တယောက်သူတို့မျိုးကိုအစ်စ်ပြောင်းလာတဲ့မြို့သူသွားဆရာဝန်မလေးကသူတို့ရွာကလူပြိုကြီးရဲ့အိမ်ထဲကမနက်အစောကြီးရှက်ကိုရှက်ကန်းထွက်လာတာကိုမြင်လိုက်ရတော့ဘလို့ဆက်ဖြစ်မလဲဆိုတာကျွန်တော်မပြောလဲအားလုံးသိကြမယ်ထင်ပါတယ်ထင်းတဲ့အတိုင်းပဲဖုန်းကိုထုတ်ပြီးမြို့ကလူတွေအကုန်စုထားတဲ့ group chat ထဲမှာသွားပြောလိုက်တဲ့အခါမှာတော့မြို့နယ်အုပ်ချုပ်ရေးမှုအပါအဝင်ဟွာကြောင်နဲ့ဗိုက်ကြီးတဲ့တို့လင်မယားပါမကပဲ CCTV 3 ဦးဖြစ်တဲ့အဖွားကယ်ရီတို့တန်ငယ်ချင်း3ယောက်ကပါဒီသတင်းကိုသိသွားပါတော့တယ်ဟေချင်းကတော့ဘယ်သူမှမမြင်လိုက်ဘူးအထင်နဲ့အိမ်ကိုအေးအေးဆေးဆေးပြန်ရောက်လာခဲ့ပေမဲ့သတင်းကတော့သူမထက်အရင်အိမ်ကိုရောက်နေပါပြီအိမ်တကားဖွင့်လိုက်ချင်းမှာပဲသူမတငယ်ချင်းကဂရုချက်ကြီးကိုထိုးပြပြီးသူမကိုစတော့တာမို့ဟေချင်းခမအဆက်တစ်မြန်မြန်ကွဲပြီးမျက်နှာဘယ်နှသွားထားရမယ်မသိအောင်ဖြစ်သွားပါတော့တယ်